အားလုံးပဲမင်္ဂလာပါကျွန်တော်မေးကြတယ်ပေါ့နော်ထိုင်းကိုဘယ်လိုလာလဲပေါ့နော်ကျွန်တော် web permit လျှောက်တယ်ပြီးတော့ကျွန်တော် passport အလွတ်ရှိတယ် PJ အလွတ်ရှိတယ်ပွဲစားနဲ့ချိန်ပေါ့နော်ဒီ APC ကိုကျွန်တော်တို့ဒီ80လောက်ပေါ့လမ်းမှာခက်ခဲရှိလာဆိုတော့ရန်ကုန်ကနေပြီးတော့ကျွန်တော်တို့ဒီမြောက်ပြည်သွားတဲ့လမ်းကြောင်းအဲ့တော့ကျွန်တော်မှတ်ပုံနေစစ်တာပေါ့73မြင်းဆောင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ10မြင်းဆောင်ကျွန်တော်တောင်းတာတော့မတူဘူး10မြင်းဆောင်တောင်းတဲ့ခေတ်ကတက်တက်ရှိတယ်9မြင်းဆောင်တောင်းတဲ့ခေတ်ကတက်တက်ရှိတယ်ဒီ73မြင်းဆောင်ပဲတောင်းတဲ့ခေတ်ကတက်တက်ရှိတယ်မတူကျွန်တော်တို့တကိတ်ကိုတစ်ခါတလေ9000ပဲပေးရတာရှိတယ်3000ပေးရတဲ့ခေတ်လည်းရှိတယ်နောက်ပြီးတော့ဒီ16နှစ်ပြည့်ထားတာမလဲလို့ဆိုပြီးတော့ပတ်စံပေးရတဲ့ခေတ်လည်းရှိတာပဲကမမောင်းရသေးဘူးမောင်းတာနဲ့နောက်တဲ့ခေတ်တစ်ခုနောက်တဲ့ခေတ်တစ်ခုပေါ့နော်ခေတ်တွေကတော့အများတန်းတွေ့တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမြောက်ဝီမှာခဏနေတယ်ပေါ့နော်ဒီတဲခိုးစီကကျွန်တော်အဆောင်လေးမှာနေရတာမဲဆောက်တွေကိုဝင်တာလွယ်လွယ်လေးလှေနဲ့လှေစိတ်လေးအောက်ဆင်းတဲ့တစ်ခေါက်လမ်းလျှောက်ရတယ်ပြီးရင်လှေစိတ်ကနေအပေါ်ပြန်တက်တဲ့တစ်ခေါက်လမ်းလျှောက်ရတယ်ဘန်ကောက်ကိုသွားမယ်ကျွန်တော်တို့ဒီမဲဆောက်ကကားဂိတ်မှာဘန်ကောက်ကားဂိတ်ကိုလည်းကျွန်တော်ကားနဲ့လိုက်ပို့တယ်ကျွန်တော်တို့ပြီးရင်တို့ထားခဲ့တယ်ပေါ့နော်ကားလက်မှတ်တွေပေးတယ်ကျွန်တော်တို့ဒီ passport တွေမှာဗီဇာတွေထည့်ဗီဇာတွေပေးတယ်ပြီးရင် work permit စာရွက်၄ရွက်ပေါ့နော်8ခွဲ9နိုင်ကောင်9နိုင်ကားနဲ့ကျွန်တော်တို့လာတယ်တောင်အတက်မှာကျွန်တော်တို့တစ်ခေါက်ဒီထိုင်းဆက်တက်ကနေဆက်တယ်စစ်တော့ကျွန်တော်တို့ကနေ passport နဲ့ဒီ work permit တွေအကုန်ထုတ်ပြသူတို့ကြည့်ပြီးဘာမှလည်းမပြောတော့ပြီးပြန်ဆင်းလာအဆင်ပြေပြီးတော့ကျွန်တော်တို့ဒီတောင်အဆင့်လို့ပြောတယ်ဗျကျွန်တော်အဲ့မှာတကိတ်မှာကျွန်တော်တို့ဒီရဲကနေပြီးစစ်တယ်ဗျရဲကနေစစ်တော့ရဲကလည်းဘာမှမပြောဘူးအဲ့မှာဗီဇာတုံးပါတဲ့ passport ရယ်ပြီးရင်ကျွန်တော်တို့ဒီ work permit စာရွက်ကျွန်တော်ပြလိုက်တာပဲအဲ့ဒါလည်းသူကစီစဉ်ပေးတဲ့ကားလက်မှတ်တွေကလည်းမစိုးဘူးနားတဲ့ဆိုင်မှာကျွန်တော်တို့ကားလက်မှတ်နဲ့ကွတ်တီကိုတပွဲသူကလဲပေးတယ်ကားလက်မှတ်လေးတော့ကိုဖျဲယူထားပြီးအဲ့လိုစားလိုက်လို့ရတယ်ပေါ့နော်ပတ်သက်ပေးစရာမလိုတာအဲ့ဒါလေးလည်းအဆင်ပြေပေါ့နော်မြန်မာနိုင်ငံလည်းအဲ့လိုစနစ်လေးရှိရင်ကောင်းပါပေါ့နော်ဟောကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဟိုကားတွေရက်ပြီဆိုရင်သမင်းတစ်ပွဲကို9000 8000နဲ့တင်တာအခုဆိုရလောက်တော့1000ကျော်လောက်တယ်ကားသမားနဲ့အဲ့လိုဆိုင်နဲ့လှုပ်စားတာမျိုးမဟုတ်ဘဲနဲ့တို့ကဟိုကားလက်မှတ်ထဲမှာတခါတည်းပါပြီးသားဆိုင်ကဟိုတပင်းကိုစားတဲ့ဟာကိုရှင်းပေါ့နော်ဒီပေါ့နော်ပြီးသူပေါ်မှာကြည့်တဲ့ဟာလေးတွေကောင်းတယ်ပေါ့နော်ဟိုကားပေါ်မှာလည်းအဲ့စနက်လေးတွေကျွေးတယ်ပြီးရေဘူးတစ်ခုပေးတယ်ပြီးရင်စောင်းပေးတယ်ပေါ့နော်ပြီးတော့ကျွန်တော်မနေ့9နာရီကျော်လောက်ကိုကျွန်တော်တို့ဒီဘန်ကောက်ထဲကိုဝင်တာပေါ့နော်ကျွန်တော်တို့ရောက်ပြီဆိုတော့အကြောင်းပြောလိုက်တယ်နဲ့ပွဲစားလားခေါ်သွားတယ်နေ့ရက်မနေ့လိုက်ပို့ပြီးတော့ကျွန်တော်ထားခဲ့တာပေါ့နော်နေ့ရက်ပါပဲစောင်းလိုက်တယ်ညအိပ်ပြီးနောက်နေ့မနေ့ကျတော့လားခေါ်တယ်လှုပ်ထဲကိုထည့်ပေးတော့ဘာမှလည်းထပ်ပေးစရာမလိုတော့ဘူးဗျာအကုန်လုံးအဆင်ပြေနဲ့ဖြစ်ခဲ့တယ်ပေါ့နော်လာလို့ရသေးလားဆိုတော့ကျွန်တော်တို့ပို့ပြီးတဲ့ပွဲစားအကိုတွေအမတွေမေးကြည့်ရသေးတယ်ဗျာအခုချိန်ခေါ်ပေးလို့ရသေးတယ်ပြောတယ်သူလည်း80ပဲလို့ပြောတယ်ဒီဒါပေမဲ့ရောက်ရီနဲ့မဲဆောက်သွားတဲ့ကားကတော့မပါသေးဘူးလေကားကအခုရင်းတော့ကျွန်တော်3သိန်းမရတော့ဘူး5သိန်းဖြစ်သွားပြီလာခြင်းနဲ့ဆိုလာလို့ရတယ်အလုပ်တဲ့အလုပ်ကဘာအလုပ်လဲဆိုတော့မင်းနဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်ပြကျွန်တော်အလုပ်ကိုကျွန်တော်ပြကျွန်တော်ဘာလုပ်ရလဲကုတ်ရေးရတယ်ကျွန်တော် website တွေလုပ်ပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် CDB တွေတက်ဆင်ရတယ်ပထမတော့ engineer မဟုတ်ဘူးကျွန်တော်ချင်းပထမကျွန်တော်တို့လုပ်ဖို့လာတာကျွန်တော်အလုပ်ချမ်းပေါ့နော်ဟိုတယောက်က view သူကအင်္ဂလိပ်ကောင်းတယ်အဲ့ဒီတယောက်ကအင်္ဂလိပ်ကောင်းတော့သူကဒီစကားပြန်နေရသွား